ကမ္ဘာမြေမြတ်တမင်အောင်အဝေးကြီးမှာကျွန်တော်တို့မသိသေးတဲ့အေယာမသမုဒ္ဒရာကြီးတစ်ခုတကယ်ပဲရှိနေတာလားသိပ္ပံပညာရှင်တွေဟာမြေအောက်ကီလိုမီတာ900กว่าမှာရေထုအမြောက်များရှိနေတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါဟာကမ္ဘာအတွင်းပိုင်းမှာဝတ်ထားတဲ့ရေလောင်ကန်ကြီးတစ်ခုပါပဲဒီရေထုဟာကျွန်တော်တို့မြင်မှုနေကြသမုဒ္ဒရာတွေအားလုံးထက်3ဆလောက်ပိုကြီးမားတယ်လို့ခန့်မှန်းရပါတယ်ဒါဟာကမ္ဘာအကြီးဆုံးရေရင်းမြစ်ဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဒီရေဟာကျွန်တော်တို့မြင်နေကြလှိုင်းတဘိုးတွေရှိတဲ့အရေးပုံစံမျိုးမဟုတ်ပါဘူးမြေအောက်အပူချိန်ဖိအားကြောင့်ပုံစံတစ်မျိုးနဲ့တည်ရှိနေတာဖြစ်ပါတယ်ဒီရေတွေဟာ Winru Dike လို့ခေါ်တဲ့အပြာရောင်တွဲထွက်ကြောက်တွေထဲမှာ molecule နေတယ်ပဲပိတ်မိနေတာပါကြောက်တုံးထဲမှာရေရှိနေတယ်ဆိုတာယုံနိုင်စရာမရှိအောင်ပါပဲအဲ့ဒီကြောက်တုံးတွေဟာရေမြုပ်တစ်ခုလိုမျိုးရေဓာတ်တွေကိုစုပ်ယူပြီးထိမ့်သိမ်းထားနိုင်တဲ့စွမ်းရည်ရှိပါတယ်ဒါကြောင့်လဲရေတွေဟာအောက်ကိုတက်မစီးစင်းပဲအဲ့ဒီမှာတင်ရှိနေတာပါဒီထူးခြားတဲ့အပြာရောင်ကြောက်တွေကိုကမ္ဘာအပေါ်ယံလွှာနဲ့အောက်ခံလွှာကြားကအကူးပြောင်းစုံမှာတွေ့ရတာပါအဲ့ဒီနေရာမှာဖိအားကအလွန်ကိုပြင်းထန်လာပါတယ်1960ခုနှစ်တွေတုန်းကပြုတ်ကျလာတဲ့ဥက္ကခဲတစ်ခုထဲမှာဒီကြောင်မျိုးကိုပထမဆုံးစတင်တွေ့ရှိခဲ့တာပါအဲ့ဒီအချိန်ကလေးကမြေအောက်ရေအကြောင်းကိုစတင်တွေးတောခဲ့ကြတာပါနောက်ပိုင်းမှာတော့ငလင်လှိုင်းတွေကိုတိုင်းတာရင်းနဲ့မြေအောက်ထဲမှာဒီကြောက်တွေရှိနေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်ငလင်လှိုင်းတွေကမြေအောက်ရဲ့ပုံရိပ်ကိုဖော်ပြပေးတာပါမြင်းကလေးလိုင်းတွေဟာရေဓာတ်ရှိတဲ့ကြောက်လွှာတွေကိုပြတ်တန်းတဲ့အခါသူတို့ရဲ့အချိန်ဟာတိတိတတ်တာနှေးသွားပါတယ်ဒါကိုကြည့်ပြီးရေရှိမှန်သိပ္ပံပညာရှင်တွေသိခဲ့တာပါအချက်ကမြေအောက်ထဲမှာအေယာမရေလောင်ကန်ကြီးရှိနေတဲ့ဆိုတာကိုခိုင်မာတဲ့သက်သေတစ်ခုဖြစ်လာခဲ့ပါတယ်ကြောက်တုံးတွေထဲမှာရေတွေတူလောင်ထားတာအံ့ဩစရာပါပဲအကယ်၍ဒီရေတွေသာအရေးဖြစ်တဲ့အပြင်ကိုထွက်လာမယ်ဆိုရင်ကမ္ဘာတောင်ထိပ်တွေထိမြုပ်သွားနိုင်ပါတယ်ကမ္ဘာကြီးတစ်ခုလုံးရေအောက်ရောက်သွားနိုင်တဲ့ပမာဏမျိုးပါဒါပေမဲ့ပြင်းထန်တဲ့ဖိအားနဲ့အပူချိန်ကြောင့်ဒီရေတွေဟာကြောက်တုံးထဲမှာပဲဆက်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်လဲကမ္ဘာမြေပြင်ပေါ်ကိုခြံတက်မလာတာဖြစ်ပါတယ်ဒီရှာဖွေမှုဟာကမ္ဘာပေါ်မှာရေတွေဘယ်ကနေစတင်ရောက်ရှိလာတယ်လဲဆိုတဲ့မေးခွန်းကိုအဖြေပေးနိုင်ပါတယ်ရေရဲ့မူလအစကိုချပွေရမှာအလွန်အရေးကြီးတဲ့အချက်ပါရေဟာအာကာသထဲကဥက္ကဂရေကနေရောက်လာတာမဟုတ်ဘဲကမ္ဘာအတွင်းပိုင်းကနေထွက်လာတာလည်းဖြစ်နိုင်ပါတယ်ကမ္ဘာကြီးကသူ့ဘာသာရေထုတ်ပေးတာလည်းဖြစ်နိုင်ပါတယ်ဒါကို Whole Earth Water Cycle လို့ခေါ်ပြီးကမ္ဘာရေလေပတ်မှုစနစ်ဟာကျွန်တော်တို့ထင်တာထက်ပိုနှက်ဆိုင်ပါတယ်မြေအောက်ကနေမြေပေါ်ထိလေပတ်နေတာပါဒီမြေအောက်ရေထုဟာကမ္ဘာဂေယစနစ်ကိုတည်ငြိမ်အောင်ထိမ့်သိမ်းပေးထားတဲ့အဓိကတော့ချက်လည်းဖြစ်ပါတယ်ရေဓာတ်ရှိမှကမ္ဘာအတွင်းပိုင်းမှာလှုပ်ရှားမှုတွေရှိနေမှာပါအကယ်၍ဒီရေသာမရှိခဲ့ရင်ကမ္ဘာကြီးဟာဒီနေ့လိုတက်ရှိတွေရှင်သန်နိုင်တဲ့နေရာတစ်ခုဖြစ်လာမှာမဟုတ်ပါဘူးကမ္ဘာကြီးကပူပြင်း၆တွေ့တဲ့ဂျိုကြီးဖြစ်နေမှာပါအင်္ဂါဂျိုလိုအခြားဂျိုတွေရဲ့အတွင်းပိုင်းမှာလည်းအခုလိုရေတွေရှိနေနိုင်မလားဆိုတာစိတ်ဝင်စားစရာပါဒါဟာတခြားဂျိုမှာတက်ရှိချဝေဖို့မျှော်လင့်ချက်ပါပဲ